Hello အားလုံးပဲမင်္ဂလာပါစီစဉ်ဝင် right business ကကျိုးလို့ပါတယ်ဒါတော့တမျိုးလေးဖြစ်သွားအောင်လို့ပါလေကိုယ့်ရဲ့ရှေ့အနီးနားမှာရှိနေတဲ့လူကိုတန်ဖိုးထားပါတယ်မပြောခင်လေးမှာเนาะကိုချစ်လို့ယူထားတဲ့ဇနီးနော်ကိုချစ်လို့တန်ဖိုးထားတဲ့မိသားစုမျက်နှာပါတန်ဖိုးထားပါဆိုတော့ဘဒူရဲ့ဒီနိုင်ငံမှာဟုတ်ပါဘူးကဘာပေါ်မှာဘဒူရဲ့ပဲဘလောက်ပဲလှရဲပဲပြောနေနေဘလောက်ပဲဟောပြနေကိုချစ်စနီးတမချုပ်တယ်လို့ချုပ်တယ်လို့မပြောနဲ့မို့ကျွန်တော်ပြောပြတာပါကိုစိတ်ထဲမှာတမကိုတမ်းမိုးထားတဲ့အရာအလှပါအကြီးပဲကျွန်တော်တို့ကဘာနဲ့မှစာကြည့်လည်းမလုံးနဲ့အနေများမလုံးအနေများမလုံးနေချလေးပဲလို့ကျွန်တော်ကโอเคဒါတော့ဒီမှာဒါစနေနေ့မှာဒါ bonus အနေနဲ့သူ special အနေနဲ့ဒါတော့ဒီမှာဟိုဖြစ်နေဟုတ်ကဲ့ပါစိတ်ဆင်းရ basic က is ကကျိုးဆိုပါတယ်ကျွန်တော်နာမည် Ryan ပါခင်ဗျာကျမနာမည်ကတော့ Stacy Win ပါ Stacy တို့က USA California State မှာနေပါတယ်။သားလေး3ယောက်ရှိတယ် Stacy Digital Business ကိုလုပ်ကိုင်နေရဆိုရင်တော့3နှစ်ခွဲကျော်4နှစ်ပြည့်ကန်နေပါပြီ။ဘာကြောင့်မို့ပေါ့နော်တရက်ပေါ့နော်ကိုယ့်ရဲ့အကြောင်းလေးတွေပြောပြနေလဲဆိုလို့ရှိရင်တော့ဒါ social media ပေါ်မှာ Stacy တို့ကစီးပွားရေးလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါ Stacy တို့အကြောင်းလည်းကိုနဲ့လာပြီးတော့မှလက်တွဲပြီးလုပ်ချင်တဲ့လူတွေအနေနဲ့သိချင်လိမ့်မယ်တည်ထားတဲ့တယ်လို့လည်းထင်လို့ပေါ့နော်ဒါလေးကိုမိတ်ဆက်ပြီးတော့ပြောပြတာဖြစ်ပါတယ်ပြီးကန်နေပြီပေါ့နော်ဒီနေ့ကတော့day 29ပါတင့်မိသားစုအတွက်တဲ့အကြိုက်ဆုံးရိုးရာအားလည်းရကဘယ်ဟာဖြစ်မလဲတဲ့ဒီနေ့မေးခွန်းလေးရတော့ပေါ့နော်ဆိုတော့ဒါကတော့ဘယ်ဟာဖြစ်မလဲဆိုလို့ရှိရင်တော့သူတို့ကိုတော့တကြံပွဲတွေပါတယ်ခေါ်သွားတယ်လीနော်ဖုန်ကြီးချောင်းပွဲတွေပါတယ်ခေါ်သွားလို့ရှိရင်သူတို့ကသဘောကျတယ်ကလေးတွေကလေကထိန်လှဲ့တာကထိန်လှဲ့တာတော့ဟုတ်တယ်အဲ့ဒါလေးတွေပေါ့နော်သူတို့ဟိုဘယ်လိုပြောမလဲမတွေ့ဘူးလေနော်ဒါတော့ကျွန်တော်ဒါဗမာပြည်ကျွန်တော်မြန်မာရိုးရာမြန်မာရိုးရာတလီထုံးစားအရာတော့တယ်ပြီးရင်ဒီမှာတရားနာတယ်တင်ငင်ကတ်တယ်တရားပတ်သက်တွေပါချဲဒီမှာအဲ့လိုဟောဖြစ်တယ်ဟိုဒီမှာလူရပေါ့လေဆိုတော့ဘာပဲပြောနေတာဟိုကျွန်တော်ဘုရားဘာသာထုံးသားစိတ်မှာအရာဒီမှာဟောဖြစ်ကြဟောဆိုတော့ကလေးတွေဟိုကိုယ့်ရဲ့ traditional way လေးကိုပေးသိတာပေါ့ကွယ်စီရောသူကတကြံကိုကြိုက်တယ်လေတဲ့မှာဘဲလေးပြောပြန်ပြီဒါပဲဘဲလေးရေလာရေကန်ရဲ့ဘဲလေးပြောပြတာဒါလုံးတော့မဟုတ်ပါဘူးဟိုပါကျွညာဟုတ်ပါဘူးဗီဒီယို short ဗီဒီယိုလေးပမာပြီးသွားမယ်လေဘေးကိုလေဒီမှာဟိုခေါ်သွားမယ်လေဟိုဟာလေဟိုဘဲဟုတ်လေသူ့ရဲ့ဘဲရုပ်ကလေးကိုယူတော့ဘဲနဲ့တူတော့မယ်ဒီအောင်တကယ်မှလူနာတော့ပြီးတော့ဘဲဟုတ်မယ်ဘဲနဲ့အမြဲတမ်းတူရှိရတဲ့ကိုကလည်းကျွန်တော်စိတ်စီကိုစားဟိုဖြစ်တာပါဒီမှာသူ့အယုတ်ပဲလေးကိုပြောတာကျွန်တော်ဟုတ်ပါကလေးတွေကတော့เนาะငငယ်လေးကလေးကအဲ့လိုမျိုးလေးတကြံပွဲဆိုလို့ရှိရင်အဲ့ဒီဘုံကြောင်ပွဲတွေဆိုလို့ရှိရင်ရအောင်သွားပေးပြတယ်ပေါ့เนาะဒါဒီဘက်က Stacy လို့ဒီဘက်နေတဲ့ဘက်ကကြတော့နည်းနည်းလေးဟို San Fran ဘက်နဲ့ဆိုရင်လှမ်းသွားတယ်ပေါ့เนาะ San Francisco ဘက်နဲ့ဆိုရင်ဟာမွန်ပေးလို့ပါလို့ဆိုလဲလှမ်းသွားတယ်အရင်တော့တောက်လျှောက်သွားတယ်ဒါပေမဲ့ဒီဘက်မှာအခုဆိုလို့ရှိရင်တော့ Sacramento မှာလုပ်တဲ့ဘုံကြောင်ပွဲဆိုလို့ရှိရင်တော့ Stacy လို့သွားရတယ်ပေါ့เนาะအမလီရေကစားရင်ခေါ်လို့မရအောင်ကားပေါ်မှာအဲ့ဒါဟိုအိမ်တွေအခုပဲအိမ်ချမ်းလို့ဆိုရင်အိမ်တဲပြီးပြန်စောကျင်နေဆိုပြီးတော့တခါပြန်စောကြပြန်ခလေးဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဟိုဘာဖြစ်သူတို့အတွက်ကတော့ဒါအကြိုက်ဆုံးပဲပေါ့နော်သူတို့လည်းဒါ Halloween တွေပါတယ်ဆိုတာကတော့ဒါကတော့ခလေးတွေကန်တီတောင်းတာပါညာဆိုတော့ဟိုဘယ်လိုပြောမလဲဒီနိုင်ငံကတော့ဟိုဟာလို့ပုံမှန် Halloween ဆိုတော့သူတို့အဲ့လိုအိမ်တွေမှာလိုက်ပြီးတော့ကန်တီတောင်းတာအဲ့ဒါလည်းသူတို့ပြောတာပဲပေါ့နော်အဲ့လိုလေးပေါ့အဲ့ဒါလေးလည်းသူတို့ပြောတယ်ဘာပဲဖြစ်ဖြစ်ဘယ်ရိုးရာရဲ့ပွဲတော်ပဲဖြစ်ဖြစ်ပေါ့နော်သူတို့အနေနဲ့ကတော့ခေါင်းထဲမှာဒါဆိုတာလေးတွေကိုသူတို့ဘယ်လိုပြောမလဲ memory လေးတွေပေါ့နော်ကိုကထည့်ပေးခြင်းတာပေါ့နော်ဆိုတော့ဒါကတော့တကြံပွဲဖြစ်တယ်ဒါကတော့ဒီဟာဖြစ်တယ်ဆိုတာလေးသူတို့ရှင်းပြတာပေါ့နော်ဆိုတော့သူတို့အနေနဲ့လည်းကြိုက်နှစ်တက်တယ်ဆေးစီလို့ဆိုလို့ရှိရင်လည်းဒါဟိုဖုန်းကြောင်းလဲသွားရတယ်ပြီးရင်တကြံပွဲမှာပေါ့နော်ကိုမိတ်ဟောင်းဆွေဟောင်းတွေပေါ့နော်မိတ်သေးတာတွေလည်းတွေ့ရတယ်ပေါ့နော်ပြောရရင်ဒီဘက်ရောက်နေတဲ့လူတွေကဟိုကိုမြန်မာအချင်းချင်းပြန်တွေ့ဖို့ဆိုတာလည်းမလွယ်ဘူးလေနော်ဒီလိုဖုန်းကြောင်းပွဲတွေသွားမှတယောက်အဲ့လိုမျိုးတွေ့ကြတာပေါ့နော်ဆိုတော့ဒါကလည်းကြည်နူးစရာကောင်းပါတယ်ပေါ့နော်ဒီရိုးရာပွဲရဲ့ပိတ်ဘယ်လိုပြောမလဲပိတ်ရက်ပေါ့နော်အဲ့လိုမျိုးအချိန်မှာလောက်တဲ့ဟာတွေဆိုလို့ရှိရင်လေအရင်တော့ဆိုပို့သွားဖြစ်တယ်နော်ဟာမိုဘေးရှိရဆိုဟာမိုဘေးရောက်သွားပြန်ပြီဆန်ဖရန်ရှိရဆိုဆန်ဖရန်ပဲရောက်သွားလိုက်ပြီးရင်ဟိုပါလေဟေးဝက်နော်ဟေးဝက်ရဲ့အမွန်ပေးရအောင်ကျဲဆုံးnew walk စတူဒီယာကျွေးရတယ်အကောင်လုံးမရောဘူးအဲ့ဒါ sauce တီးရတော့လိုက်
တင်မအဲ့မှာလည်းအဝါလင်ကျွေးရဲတင်မကိုပိုးတဲ့ဥစ္စာလည်းတင်မအဲ့တော့အလုပ်လည်းဖွာဖြစ်တယ်ဆို ဒါပေမဲ့ဟိုဘောနော်ကိုကအဲ့လိုမျိုးပွဲတွေမှာသွားတာကိုလည်းသဘောကျတာသူကတော့အစားကတော့အရင်သဘောကျ ဘာဖြစ်လို့လဲဆိုတော့ဟိုဘယ်လိုခေါ်အဲ့မှာလည်းဒီမှာ street food တော်တော်များများဒီမှာအဲ့လိုဟိုဗမာပြည်ကရွေးရမုံနေတာအများကြီးရအောင် အဝကျွေးရနော်အေး အဲ့လိုကျွေးတဲ့လူလည်းအများကြီး အလူရှင်တွေလည်းအများကြီးပဲ အလူရှင်တွေလည်းကုသိုလ်ရအောင်စားတဲ့လူကလည်းကျွန်တော်စားပြီးတပွဲပြီးတပွဲတပွဲပြီးတပွဲလည်းမ မ တော် စားနိုင်ပါဘူးတကယ်အမြင်ပဲရှိတာတကယ်စားဆိုရင်မစားနိုင်ဘူးပေါ့နော်ဟိုတပွဲနှစ်ပွဲလောက်စားပြီးသွားလို့ရှိရင်လူကအဲ့ထက်ကြီးဖို့မစားနိုင်ဘူးလေနော်ဆိုတော့ဒါပေမဲ့ဟိုလိုမျိုးပေါ့နော်အဲ့လိုပွဲလေးတွေမှာအဲ့လိုမျိုးလူတွေနဲ့တွေ့ရတယ်ကိုလူမျိုးအချင်းချင်းတွေပြန်တွေ့ကြတယ်ကလေးတွေကိုလည်းကိုရိုးရာကိုပြလို့ရတယ်အဲ့လိုမျိုးလေးပေါ့အားကြောင့်လည်းအရောက်သွားဖြစ်တာဒါဒီဘက်ရောက်သွားလို့လားတော်တော်တန်ယုံဆိုလို့ရှိရင်ပွဲတွေက10နာရီလောက်တယ်ဆိုတော့ရှေးစီတို့ဒီဘက်ကနေထသွားမယ်ဆိုလို့ရှိရင်ဟာမွန်ပေးပဲဆိုရင်တော်တော်စောပြီးထားရမယ်နော်ယောက်ျား 3နိုင်တယ် 3နာရီလောက်မောင်းရတယ်ဆိုတော့အဲ့ဒါလေးကြောင့်လေအရောက်လန်းဟိုအရောက်နှင်းသွားတာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီဘက်ကပွဲတွေဆိုရင်တော့တတိထားပြီးတော့အဲ့လိုမျိုးသွားပြစ်တယ်ပေါ့နော်ဒါလေးကလည်းမိသားစုတိုင်းမှာကိုရဲ့ဟိုပါပေါ့နော်ဒါကလေးတွေကိုပေးတည်တင်တယ်ဆိုတာလေးကိုပြောပြတာပါဆိုတော့ကိုရိုင်းရအောင်တူပါပဲနော် တူတူပါပဲဒီယူရအောင်စားပြတဲ့ဒီပဲစားတော့ယူရတမတကြံတွင်းဆိုလဲတမအဲ့လိုငယ်လေးကဒီပဲပါပဲတမအဲ့လိုလေးရောက်စောရတယ်ကိုပြောပါပေါ့ဒါပေမဲ့အသက်ကြီးလာတဲ့ခါကျကျွန်တော်အဲ့ဒီတကြံတွင်းမှာကျွန်တော်ဘာလုပ်လဲဆိုတော့တရားအားထုတ်ဓမ္မစီမှာဝင်တယ် တရားလိုက်ပါ မဟာစီမှာဝင်တယ်မိဘကျေးဇူးကိုတမနှုံးနှလုံးမုံမကြည့်တော့ဘယ်တလိုင်းဝင်ပြတာပေါ့ဆိုတော့နောက်ပိုင်းကျအဲ့ဒီဟာရေမစောပြတော့အဲ့ဒီမှာတရားတိုင်းအဲ့ဒီမှာစီရန်ဟိုဟာပြစီစက်ကြည့်ရဆို စီတော့မဝင်ဘူးပေါ့နော် तू ကတော့ဝင်ဘူးတဲ့အဲ့ဒါဆိုတော့ကောင်းတာပေါ့နော်အမှန်မှန်ဆို तू ပို့ပြီးတော့လောက်ကမှာပြန်လောက် ပြီးတော့နောက်တစ်ခုကကျွန်တော်ဟိုပြီးကလေးဘက်ကလည်းပြောထားရတော့ဟိုတတင်လေးဒီမှာဒီတစ်ပတ်မှာပြောဟိုကျညာပေးမယ်လို့ပြောထားဘယ်လိုခေါ်မလဲနောက်တစ်ပတ်လောက်ထိရောနည်းနည်းထပ်ဆောင်လိုက်ပါအောင်ဘာလို့ဆိုဟိုတေးကြဘယ်လိုခေါ်မလဲလုံးဝမရှိဖြစ်မှပဲကျွန်တော်ပြောချင်တယ်ဘာလို့ဆိုတော့ဒီမှာဟိုအရင်တော့ကလည်းကိုရီးယားအတွေ့အကြုံတစ်ခုအနေနဲ့တင်ခန်းစာရဖို့ပြီးသွားပြီဆိုတော့ထပ်မပြောချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးကြောင့်အကုန်လုံးရှင်းပြပါမယ်အဲ့ဒီကြလို့ရှိရင်ပေါ့နော်စောင့်မြော်ပြီးတော့ရေစောင့်နေပါလို့ပြောချင်ပါတယ် တရင်ကောင်းလေးစောင့်နေပါ โอเคပါစနေနေ့ဘယ်လိုခေါ်မလဲဒီနေ့ကတော့ဘယ်လိုပြောမလဲအိမ်မှာအားလုံးအပြင်တော့တိတ်မထွက်ဖြစ်ဘူးဒါပေမဲ့အိမ်မှာအဲ့လိုမျိုးကလေးတွေစားတာကြီးရဖျားအခုအသေးလေးတားလဲတားကာတာလေးရလဲဖျားကာတာလေးရလဲပြီးခဲ့တဲ့3နှစ်ပတ်ကျော်လောက်ကဖျားပြီးသားအဲ့ဒါကိုပြန်ဖျားပြန်ပြီဆိုတော့ Stacy လည်းအခုနှစ်ခေါင်းတန်ထွက်နေပြီကျွန်တော်လည်းပြီးခဲ့တဲ့3ရက်လောက်ကဖျားတယ်ကဒီကတော့ကြိုက်ခဲ့အဲ့ကြောင့် Stacy ဒီပါကျွန်တော်အဲ့လိုမနေ့ကတမန်မနေ့ကဆိုမထားကြဘူးအဲ့ရတဲ့မှာကိုယ်ပြီးဒါကြီးလည်းအဲ့လိုဖြစ်နေဒါတော့လည်းတမဟိုကျွန်တော်အေးပါကျဆိုမနိုးတမအဲ့လိုတော့ကိစ္စလေးပါလေကွာအလုပ်လေးကိစ္စလေးရှိလို့ထားကြံပြီးဟိုဖြစ်တာပြန်အေးအခုဝင်းနေရလဲအဲ့လိုဖြစ်နေဝင်းနေရလဲဟိုမှာအသားတွေနာလို့တဲ့ခေါင်းတွေကိုက်လဲခေါင်းတွေနာတယ်ပဲဆိုတော့လေကျမကြီးလဲပြောတော့ရာသီဥတုအပြောင်းလဲဆို flu ပေါ့လေဆိုအဲ့ဒီဥစ္စာလည်းအဓိကဆေးလေးပါလေးလည်းချိုးပြီးဆောင်းထားပြီးဟောဖြစ်ပေါ့လေအဓိကဆေးဘက်လဲတော့ပြန်တော့ဆေးဘက်မလည်းပြင်ပါအရင်တော်ခံရတယ်ဟုတ်တယ်အဲ့လိုအဓိကအဲ့ဒီဖျားနေတဲ့အချိန်မှာလေကိုခံအားစနစ်ဟိုဘယ်လိုကအစားလေးမရှိရလေအစားလေးရှိရင်တော့ပိုပြီးပိုကောင်းတယ်ဟုတ်တယ်ဆရာဝန်တွေကဒီ emergency တော့လေဒါကျွန်တော်အတွေ့အကြုံရပါလေသူကဘာအရေးဆုံးလဲစီးသွားလားဝမ်းသွားလားအရေးဆုံးလေးစီးဝမ်းစီးမှန်တယ်ဝမ်းမှန်တယ်ဒီမှာနည်းနည်းလှုပ်ရှားနေရယ်ပြီးရင်ဒီမှာဟိုမဖြစ်ဘူးဆိုရင်ဒီမှာဒီမှာ okay ပြီးရင်ဟိုဖြစ်တော့တယ်ဒါအိမ်မစိုးရင်ပေါ့အဲ့လိုမျိုးပုံစံမျိုးဟုတ်တယ်အဲ့လိုလေးပေါ့အဲ့တော့ကျမရေးလည်း view site ကြပါအခုကရာဒီဟိုပါပေါ့ဟိုအကူအပြောင်းလို့ဖြစ်နေတာပေါ့နော်အရန်အေးတဲ့အချိန်ကနေပြီးတော့မှအခုနည်းနည်းလေးပြန်နှွေးလိုက်နည်းနည်းလေးပြန်အေးလိုက်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်ခြင်နေရလဲတအားထွက်တယ်လीဟုတ်တယ်ခြင်နေရလည်းဖြစ်နေတယ်ခုကအမှန်ပြောလဲကလေးရလည်းကြောင်းတော့လို့မရဘူးလေကြောင်းတော့ရဆိုအဲ့မျိုးနေတာလေးပေါ့အားကြောင့်မိဘရဲ့ကိုယ်တိုင်ကလည်းဒီမှာဒါမျိုးဖြစ်နေတဲ့ချိန်မှာဒီမှာဒီ digital business ကိုတစ်ဖက်တစ်လမ်းလောက်ကိုင်းနေတဲ့အတွက်ဟိုဘယ်လိုခေါ်မလဲကိုကဟိုကိုစီပွားရေးကိုအိမ်မှာနေပြီးတော့ဒီမှာကလေးကိုအနိကပြည့်ဆောင်ရွက်တာအရင်အားတာလည်းအခွင့်အရေးပေါ့လေဆိုတော့ digital business အားလည်းဒီမှာကိုကဟ
ဘယ်လိုခေါ်မလဲ ဒါအပြောမဟုတ်ဘူးပေါ့နော်တကယ်လက်တွေ့ကိုပြောပြတာပေါ့နော်ဆိုတော့ကိုရီတကယ်လှုပ်ဆောင်နေတာဒီလိုထိုင်နေတော့သူတို့ဘာလုပ်နေရလဲသူတို့ကဘာကိုပြောနေရလဲဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကိုရီမှာလမ်းလောက်ရတဲ့အရာခင်နဲ့အမီပေါ့နော်ဒီ social media ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ platform ပေါ်မှာချိန်သွားတဲ့ဘယ်လိုပြောမလဲ feature အသစ်တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုရီက landing လုပ်နေရတာပေါ့နော်ဆိုတော့ဒါတွေကလည်းကိုယ့်ရဲ့အလုပ်ပဲဖြစ်တယ်ပေါ့နော်ဒါတွေကိုတနည်းအားထဲမှာပဲကိုရီကဒီ system ကနေပြီးတော့မှအကုန်လုံး train ပေးတာဖြစ်တယ် training တွေကနေအကုန်လုံးသင်ပေးတာဖြစ်တယ်ဒီ mastermind တွေကနေသင်ပေးတယ် daily drop တွေဆိုတာနေသင်ပေးတယ်ဆိုတော့လေဒါတွေကလည်းဒါ stage ရဲ့အလုပ်ပဲပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးကို9 to 5လို့မျိုးထိုင်ကုန်ကြီးနဲ့ထိုင်ပြီးတော့မှတနည်းကုန်အဲ့လိုမျိုးလုပ်ရတာမဟုတ်ဘဲနဲ့အခုလိုသားသမီးတွေနေမကောင်းတာပဲဖြစ်ဖြစ်ကိုအရေးကြီးတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ခဏလောက်ပေါ့နော်ကိုကဘယ်လိုပြောမလဲရွှေ့ထားလို့ရတယ်ပေါ့နော်အလုပ်ဆိုရင်တော့ဘယ်ရွှေ့ထားလို့ရလိမ့်မလဲအပြင်မှာသွားလုပ်ရမယ်ဆိုရင်ဒါကကြတော့ကိုကရွှေ့ထားပြီးဆိုလို့ရှိရင်လည်းဒါကိုကိုကောင်းထဲမှာပြန်ထည့်ထားပြီးတော့အေးဒါတွေကိုပြန်ပြီးတော့မှငါ replay ကြည့်ရမယ်ပြန်တင်ယူရမယ်ဆိုတဲ့ဟာပေါ့နော်ကိုဟာနဲ့ကိုတော့ပြန်ပြီးတော့မှတွန်းအားပြန်ပေးရတယ်မလုံးမပြင်းအောင်ပေါ့နော်ကိုယ်စိတ်ကိုလေအမြဲတမ်းလူဆိုတာမလုံးတော့ဘူးဆိုလို့ရှိရင်တရက်ပြက်လိုက်ပြီဆိုတော့အေးရပါတယ်ဆိုတော့ဘယ်လိုပြောမလဲမကောင်းတဲ့စိတ်ကအရင်ဝင်လာတာလေနော်ဒါမျိုးတွေမဖြစ်အောင်လို့ကိုဟာနဲ့ကိုအမြဲတမ်း push နေရတယ်ပေါ့နော်ငါလှုပ်ရှားရှိရဲ့အကျွေးကြံနဲ့အဲ့လိုမျိုးခေါင်းထဲမှာထည့်ထားပြီးတော့မှကိုအလုပ်ကိုတန်ဖိုးထားပြီးတော့မှကိုကပေးတာထက်ပို့လို့ကျင်တဲ့လူဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါဒီစီးပွားရေးပဲဖြစ်ဖြစ်ဘယ်စီးပွားရေးပဲဖြစ်ဖြစ်ပေါ့နော်မအောင်မြင်ဘူးဆိုတာမရှိပါဘူးလို့လူကအဓိကတော့ consistency ရှိနဲ့လှုပ်ဆောင်ရဖို့ပဲလိုတာပေါ့နော်အဓိကအခုကိုပတ်ဝန်းကျင်မှာမြင်တွေ့နေရပါလေဒီကျွန်တော်တို့ကနင်းနေလေဒီရက်ကွက်ဆိုလဲဒါမျိုးဆိုလဲဒါကိုလောက်ကောင်းတယ်မြို့တစ်ပေါ့လေမြို့တစ်ဆိုပေမဲ့သူကမြို့ကတော့ရှိပြီးသားပေါ့နော်မြို့တစ်မို့ကျွန်တော်ဆိုလို့လေအတိတ်ပဲပေါ့ site တစ်ခုကိုပဲအသစ်ကြီးလှုပ်ချလိုက်တာလုံးဝမြို့အသစ်ကြီးလို့ဖြစ်သွားတာအဓိကပြောချင်တာလို့လေdigital business ကိုစီးပွားရေးကိုတမလူကြီးကတင်လာဒီက capital invest အနေနဲ့ကြီးရမှာလားကျွန်တော်ပြောပါပြီးရင်နောက်တစ်ခုကသူအမျိုးမျိုးပေါ့လေဒီမှာကိုတက်နိုင်တဲ့ပုံမှာမူတည်ပြီးဟောဖြစ်တော့အဲ့လိုပဲတချို့ကြလဲကိုကလုံရင်ရောဒီမှာဖြစ်ပါမလားဆိုတဲ့လူဆိုတော့အဲ့ရမှာရောအခုအိမ်နေတော့ကျွန်တော်မြတ်အိမ်တိတိရောင်းနေကြအခုအိမ်ဟောင်းတွေရောင်းနေကြတယ်ဆိုတော့ကိုတက်နိုင်တဲ့အနေထားပေါ်မှာကိုယ့်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဝယ်ကြရပဲအိမ်1 million တက်နိုင်တဲ့လူက1 million အိမ်ဝယ်ရပဲဟိုမှာ9သိန်းတက်နိုင်တဲ့လူက9သိန်းတက်အိမ်ကိုဝယ်ကြမှာ6သိန်းတက်နိုင်တဲ့လူကတက်နိုင်တဲ့လူဝယ်ကြမှာအဲ့အမှာတော့ဒီမှာအကေကြီးမှာဒီမှာစိုးရင်စိတ်ဟိုဖြစ်မယ်ဒီမှာဆိုရင်တော့အိမ်တွေတစ်လုံးမှတော့ရောင်းထွက်မှာမဟုတ်ဘူးဆိုအိမ်တွေဒီမှာရောင်းထွက်တဲ့ရှီရောနောင်းတောင်းမြောင်အများကြီးပဲဒါကျွန်တော်တို့ဒါမျက်မြင်ကိုယ်တွေ့မျက်စိအခုအမြင်မဲ့ထွက်လိုက်တာလည်းတော့မြင်နေပြီဒါကိုမျက်မြင်ကိုတွေ့ပြန်ဆိုတချို့ဟာလေးကကိုကမမြင်ရသေးဘဲနဲ့သူ့ရဲ့အဓိကပြောချင်တာကိုတိုင်းလိုချင်လို့ရှိရင်ကိုတိုင်းလောက်ယူမှဟိုဖြစ်တာကိုပြောပြတာဆိုတော့အဲ့ဒီက mindset ကို change ပြီးတော့တမဟိုဖြစ်ပြီးတော့ဘယ်လိုခေါ်မလဲကိုနေခြင်းတဲ့တက်မှာ lifestyle ကိုနေခြင်းတဲ့ပုံစံအမြင်ကျကျနဲ့ပေါ့နော် positive mindset နဲ့ကြည့်ဖို့ပြောချင်တာပေါ့နော်ဘယ်အရာမဆိုကိုနဲ့မဆိုင်ဘူးဆိုတာမျိုးမထားဘဲနဲ့ပေါ့နော်အကုန်လုံးကိုကတည်ကျင်သက်ရှင်စိတ်နဲ့တည်ယူခြင်းနဲ့စိတ်နဲ့ငါဒီကြားလေးကြီးလိုက်လို့ငါအတွက်ဘယ်လိုမျိုးအခွင့်အလမ်းလေးရမလဲဆိုတဲ့စိတ်မျိုးလေးနဲ့ကြည်တယ်ဆိုလို့ရှိရင်တော့လေတနည်းမဟုတ်တနည်းပေါ့နော်ကို့အတွက်လမ်းစာပွင့်လာမှာပဲပေါ့နော်အဲ့လိုမျိုးကြည်နေုံနဲ့လဲတော့လည်းမပြီးဘူးပေါ့နော်လှုပ်ဆောင်မှုလည်းပါမှဖြစ်တာလေနော်ဆိုတော့ရင်တော့ဆိုလို့ရှိရင်တော့ကိုတွေလည်းကြောက်တဲ့စိတ်ကြောင့်လေအဲ့လိုမျိုးကြည်ပဲကြည်ညာလေနော်ကြည်နေပြီးတော့ဘာမှမဖြစ်မလားပဲနဲ့ကိုကတကယ်ပြောင်းလဲခြင်းနဲ့ဆိုကိုလက်တွေ့ပေါ့နော်အကောင့်ထဲပေါ်ရတယ်တကယ်ထလုပ်ရတယ်တကယ်တင်ယူရတယ်အဲ့ဒါမျိုးတွေရှိလာမှလည်းကိုကတကယ်ပြောင်းလဲလာတာကိုတကယ်လက်တွေ့ခံစားရတာပေါ့နော်ဆိုတော့အဲ့တော့အခုကြည်နေတဲ့လူတွေထဲမှာလည်း digital business ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့တေချာလေးစတင်မှာတေချာလေးလေ့လာပါလို့ပြောချင်တယ်ဒါကကိုရီမြန်မာ community တွေထဲမှာဆိုလို့ရှိရင်တော့ဒါအရင်သူတို့တွေကပြောရင်လူသိမများသေးဘူးပဲပြောရမှာပေါ့နော်အဲ့လိုမျိုးကြောင့်ပေါ့နော်တကယ် globally ဆိုလို့ရှိရင်တော့နိုင်ငံခြားသားတွေအောင်မြင်နေတဲ့လူတွေတူးနဲ့ဒီပဲပေါ့နော်တကယ်ဟိုမှာလည်းအားကြစရာကောင်းတယ်သူတို့ရဲ့intensive ပေါ့နော်ဒီလို incentive bonus ပေါ့နော်အဲ့လိုမျိုးရတဲ့ဟာတွေဆိုလို့ရှိရင်လည်းဒေါ်လာ9000အဲ့လိုမျိုးတွေရတာပေါ့နော်ဆိုတော့အဲ့ဒါတွေကတကယ်ဟိုမှဘယ်လိုပြောမလဲနော်
အားကြစရာကောင်းတယ်ဒီစီးပွားရေးကိုသူတို့လည်းဒီ system ပဲသုံးတာပဲဒီ training တွေပဲသုံးတာပဲလောက်တဲ့ခုနှစ်ကိုကြီးလိုက်လို့ရှိရင်လည်း9နှစ်10နှစ်ဆိုတဲ့ကာလလေးမှာသူတို့ live ကြည့်တကယ်ကိုချင်းချင်းဖြစ်သွားတာပေးဆက်ခဲ့တာပေါ့နော် အဲ့အားကြောင့်လေဒီစီးပွားရေးကကိုကမှန်ကန်တယ်ကိုဒီမှာတကယ်လည်းလှုပ်ချင်တယ်စေရှိရင်ဒီမှာကိုယ့်ရဲ့ mindset ကို change ပြီးတော့ဒီမှာဘယ်လိုခေါ်မလဲလေးလာပြီးတော့ဒီမှာကိုယ်နဲ့ကိုက်ညီဆိုရင်ဒီမှာဆက်သွားတင်တယ်ပေါ့လေအကယ်ကိုယ်နဲ့မကိုက်ကြည့်ဘူးဟိုကမဖြူဆိုခေါင်းထဲမှာထုတ်ပြလိုက်တော့ဘာဖြစ်လို့ဆိုကိုယ့်ရဲ့တိုးတက်ရတိုးတက်ကြောင်း mindset ကိုကလှုပ်ချင်တဲ့အပြီးနောက်တစ်ခုကလည်းဒီမှာပြီးလှုပ်ချင်တဲ့စိတ်နဲ့မလှုပ်ချင်တဲ့စိတ်နဲ့ဖြစ်သူများရဲ့လှုပ်တဲ့လူကဒီမှာရှေ့အောင်မိပေါ့ရှေ့ရောက်သွားကိုကဒီမှာပဲဒီမှာတော့ကောင်းမှမတော့ကောင်းဒီကြားရဲ့ဒီမှာ$149ပေးပြီးတော့ဒီမှာပြန်သွင်းကြည့်ပြီးစိတ်ပြောင်းသွားပြီးပြန်ပြီးဖြစ်သွားဘာပဲပြောနေဝင်တဲ့အချိန်ဒီမှာဖြစ်တဲ့ချိန်တွေ refund ပြန်ဖြစ်တဲ့အချိန်ကပြန်တောင်းတဲ့အချိန်ကဒီမှာဒါ system ရဲ့ဒီမှာသူတို့ဒီမှာကျွန်တော်ဒီအလဲဖြစ်ထားလိုက်မှတော့တရား fully refund 149ကျပြန်လာမှာပဲကျွန်တော်ပြောဟုတ်ကဲ့စိတ်ဝင်စားလို့ပြန်လာကြည့်နေဒီမှာသူပြန်လာကြည့်ပါအဓိကဒါကိုရခင်ကျွန်တော်တို့လည်းတစ်ချိန်တည်းမဟုတ်နှစ်ချိန်ဒီမှာပထမတစ်ချိန်ဒီမှာကျွန်တော်နဲ့အကြောင်းမျိုးကြောင့်ဒီမှာစိတ်ဝင်လုပ်ချင်တယ် fully refund ပြန်လာဘာဖြစ်လို့ fully refund 149ကျဒီမှာတိတ်မကြောက်2ရက်လောက်နေပြန်ပြီးပြန်လာတယ်ဆိုတော့အရင်က impress ဖြစ်သွားဒီမှာဒါတကယ် legitimate စီးပွားရေးပေါ့လေတကယ်ဟွာဖြစ်နေလို့ပြီးနောက်တစ်ခုကကျွန်တော်တို့ဒီ$149လေးနဲ့ရပြီးတော့ဒီမှာကိုနေချင်းတဲ့ဒီမှာ luxury design နဲ့ကိုနေချင်းတဲ့ပုံစံမျိုးနေလို့မရပါဘူး$149ဆိုတော့ဘယ်နှစ်ယောက်ပဲပေးနိုင်မှာမလို့ကျွန်တော်ပြောတာဒါလူကြီးဟို တချို့ကထင်တာလေ149ကိုရီးယားလူထည့်လို့ပြောပြတာပေါ့နော်ကျွန်တော်ပြောတာဒါ system ဘိုင်းအတွက်သွားတာဖြစ်တယ်ပေါ့နော်လှုပ်ဆောင်သူတွေတကယ်လှုပ်ဆောင်ပြီဆိုလို့ရှိရင်ဒါမလှုပ်ဆောင်နေတဲ့ကတော့ရက်30အတွင်းမှာသူအကယ်အစင်မပြေဘူးအကြောင်းကြောင့်ပြန်ထုတ်တယ်ဆိုတာလူကြီးအခုအများစုမင်းနေကြတဲ့လူတော်တော်များများကျွန်မတို့ဒီမှာဒီ business ကိုစီးပွားရေးစတယ်အကောင်လုံးကပဲစီးပွားရေးမဆိုဒီမှာကျွန်တော်ပြောကိုလောက်တာမှန်ကန်နေ risk ဆိုတာမရှိပါဘူးကျွန်တော်ပြောဘာလို့ဆိုတော့ risk ဆိုတဲ့အဓိပ္ပာယ်ကိုဘွားတစ်ခုလုံးဒီမှာမနိုင်မနှင်းပေါ့လေဒီမှာတိမ်မောင်တာမောင်မြောင်များစွာရင်းနှီးပြီးတော့ဒီမှာကိုကမနိုင်တဲ့ဝင်ကိုထန်ဒီ capital invest lower capital invest ကလည်းအခုလုံးနေကြလဲလူအခု20 size အထဲကိုဝင်ကြည့်ရင်တော့သိပါတယ် affordable ဒီမှာ capital invest နဲ့ဒီမှာကိုဘွားတစ်ခုလုံးတော့ဟွာဖြစ်စရာမလိုပါဘူးကျွန်တော်ပြောပါဆိုတော့အဲ့မျိုးနဲ့ရှင်းကြည့်လိုက်ရင်ဒီမှာဒီစီးပွားရေးကအများဟွာဖြစ်တဲ့ဥစ္စာပြီးနောက်တစ်ခုကသူပေးလဲပြန်ပေးလဲဥစ္စာလဲ high ticket ဖြစ်နေတဲ့အတွက်ဒီမှာကိုလူအရောက်ဒီမှာလာပါဟိုဖြစ်ပါဆိုတော့ကိုရဒီမှာကိုလောက်ရရှိတဲ့အပိုင်းကိုလောက်တယ်ဒီမှာအဲ့ဒီအပိုင်းမှာဒီမှာသူကသူလာပြီးဟိုဖြစ်နေဘယ်လိုခေါ်မလဲbusiness mindset ရှိတဲ့လူရလာပြီးဆက်တဲ့ဒီမှာအတူတူလက်တွဲအတူတူလောက်ကြနေတဲ့အတွက်လေဒီစီးပွားရေးကဒီမှာအခုလက်ရှိအောင်မြင်နေအရင်အောင်မြင်နေတဲ့စီးပွားရေးတစ်ခုဖြစ်တယ်ဒီကတော့ဒီလုပ်ငန်းလုပ်တဲ့လူတွေအကုန်လုံး system ကောင်းအောင်လုပ်ကျင်တာလေနော်ဆိုတော့အဓိကတော့ system မရှိဘူး system ကိုကောင်းကောင်းမတည်ဆောက်ထားအောင်ဆိုလို့ချင်းကိုကအမြဲပင်ပန်းနေမှာပဲပေါ့နော်ဆိုတော့ကိုက system ကောင်းနဲ့လက်တွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့smart way နဲ့သွားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့လုပ်ငန်းကိုလုပ်ချင်တယ်ဒါမဲ့ဘာကြီးလဲဘယ်လိုကြီးလဲဖြစ်နေတယ်မိကုန်းနေရှိနေတယ်ဆိုရင်တော့တေချာလေးလေးလာကြည့်ပါမြင်လာပါလိမ့်မယ်ပေါ့နော်ဆိုတော့ okay တချို့လဲဥမာ gravy shit ပဲဖြစ်နေညာခင်းမိုင်းပဲဖြစ်နေပြီးရင်တချို့လဲ swing shit တချို့လဲဥမာမနေ့ခင်းမိုင်းမှာလုံးနေကြလဲပြီပေါ့ညာတော့အဖြစ် average ကပြောကြ95ပေါ့လေဒါပေမဲ့တိုးတော့ညာလဲဒီမှာမီတာလို့ချင်းနေရကြအောင်ဒီမှာညာခင်းမိုင်းလုံးတဲ့လူလည်းရှိမှာတညာလုံးလုံးတဲ့လူလည်းရှိမှာကလေးရှိတဲ့မိဘရေပေါ့လေဆိုတော့အဲ့ဒီလူကြီးအနေနဲ့ plan ပြီးတော့အရင်အောင်စတဲ့ကျွန်တော်ကိုယ်တိုင်နိုင်လဲဒီမှာအခု swing shit မှာလုံးနေပါတယ်မနေ့ပြန်လာရင်လည်း2နာရီစားတော့တယ်မနေ့3နာရီမှရပါဆိုတော့ဒီကလေးနဲ့ဒီမှာကိုဟိုဖြစ်နေတဲ့ကိုကလည်းဒီမှာတက်ကြလက်ကြနဲ့ plan B အနေနဲ့ဒီမှာကိုဒီဟာစီးပွားရေးစားတယ်ဆိုတော့တိဆောက်ထားတဲ့အတွက်ဒီမှာဒီဘဲအလုံးမဆိုဘာမှပုံနေပြောလို့မရပါဘူးကျွန်တော်ဆိုကိုရိုင်းက full time လုပ်တယ်ဒါမဲ့သူဒီအလုပ်ကိုလည်းတီးဆောက်ထားတယ် CC ကလည်းပထမလုပ်တယ်ပေါ့နော်တီးဆောက်တယ်ပေါ့နောက်ပိုင်းသူလည်းဒီလုပ်ငန်းပေါ်မှာယုံကြည်မှုတွေရှိလာတယ် result တွေတွေ့လာတဲ့အခါမှာသူလည်းတီးဆောက်တယ်ပေါ့နော်အဲ့တော့ကိုရိုင်းကတပည့် income ဖြစ်တယ်ပေါ့နော် CC ကလည်း CC income နဲ့ income ဆိုတော့ income က3 income stream ဒါနေမယား2ယောက်မှာတင်မယ်ပေါ့နော်ဆိုတော့ဘယ်လောက်ကောင်းလဲပေါ့နော်ဆိုတော့အဲ့တော့ကိုကဟိုဘယ်လိုပြောမလဲplan B plan C plan D ကိုချနိုင်တယ်လို့ပေါ့နော်
ကိုသွားနိုင်တဲ့လောက်ကိုနိုင်တဲ့ဝင်လေးနဲ့သွားရတယ်ဆိုလို့ရှိရင်ဒါအားလုံးအတွက်ပေါ့နော်အခွင့်အလမ်းကောင်းဖြစ်တယ်စုပ်ယုပ်စရာမရှိဘူးပေါ့နော်ဒါပေမဲ့စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မို့လုံဆောင်မှုဆိုတာရှိပါတယ်လို့ငွေထည့်ပြီးတော့ငွေထိုင်စားပြီးငွေတိုးပေးစားတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးတော့နားလဲစီစဉ်နေပေါ့နော်ဆိုတော့စီးပွားရေးဖြစ်တဲ့အလျောက်တည်မှုတွေရှိတယ်လုံဆောင်မှုတွေရှိတယ်အဲ့ဒီအပေါ်မှာ reset ဆိုတာကိုခံစားရတာဖြစ်တယ်ဒါပေမဲ့ system ရှိတဲ့အတွက်ကြောင့်မို့တစ်ချိန်လုံး running စရာမလိုဘဲနဲ့မှာကိုယ့်အတွက်ပေါ့နော် passive income ကိုပါတိစောက်ပေးတာဖြစ်တယ်ပေါ့နော်အချိန်ကြာလာလေပိုကောင်းလာလေဖြစ်တယ်အချိန်ကြာလာလေပိုပြီးတော့မှကောင်းလာတာဖြစ်တယ်စုပ်ယုပ်လာတာမဟုတ်ဘူးပေါ့နော် အခု3နှစ်ကျော်လောက်တဲ့ကာလမှာအခုဆိုရင်ဒီမှာမိသားစုနဲ့ကိုသွားရဲစားရဲလာတောက်တဲ့ကိုလိုချင်တာနဲ့ဝယ်တယ်ဆိုတော့ time free ရဲ့ financial freedom ပေါ့လေ ဟုတ်ပါတယ် အဲ့ဒီဟာအတွက်ပုံမှာကိုကမူဒီကိုလိုချင်တဲ့ဥစ္စာဒီမှာသွားခြင်းတဲ့နေရာဆိုတော့ချစ်လို့ဆိုတော့လိုက်တာပဲစားခြင်းတဲ့နေရာဆိုတော့ဒီမှာအဲမျိုးစားလိုက်တယ်ဆိုတော့ကိုကဘာအတွက်မှပူပြင်စရာမလိုဘဲနဲ့ပြီးနောက်တစ်ခုကတေမယန်းတယောက်တည်းမဟုတ်ကလေး3ယောက်ရှိနေတဲ့အတွက်ဒီနိုင်ငံမှာကလေးစိတ်ကဘယ်လောက်ကြီးရဲဆိုတာဒီမှာအကုန်လုံးကဖြစ်ကြပါဆိုတော့အဲ့ဟာလည်းဘာပဲပြောနေနေဒီစီးပွားရေးဒီမှာကိုရရှိတဲ့ဒီမှာအချိုးမြတ်တွေဒါ blessing တွေပုံမှာဟိုဖြစ်နေတဲ့အတွက်လောက်ခဲ့တဲ့ပြီးခဲ့တဲ့ဒီမှာကိုဒီစီးပွားရေးယုံကြည်တဲ့စတင်ခဲ့တဲ့အချိုးကျေးဇူးကြီးရာဒီမှာဒီကခုလက်ရှိလက်အချိုးပေးတယ်လို့ဒီမှာနောက်အတွက်ကလေးရဲ့အတွက်လည်းဒီမှာပြင်ဆင်လားစာ9000စပြီးရရှိမှလည်းအပြင်9000ဆိုတာအနည်းဆုံးလားစာကိုပြောတာเนาะကျွန်တော်ကဒါပြင်ဆင်လားစာအဲ့ဟာဟို commercial လို့ပါဆိုဘာမှမပါသေးဘူးเนาะကျွန်တော်တို့ကကိုကျန်နေရမယ်ဒီမှာanother income stream ဘာမှမပါသေးဘူးပြီးနောက်တစ်ခုကဒီလုပ်ငန်းကဒီမှာကိုရဲ့စူးစမ်းအားထုတ်မှုပုံမှာမူတည်ပြီး level 2ရောက်ချင်ကိုကဟိုကို coach ဖြစ်ချင်တာဒီမှာသူတို့တတ်မှတ်ထားတဲ့ဥစ္စာပုံမှာမူတည်ပြီးကိုကဒီမှာအဲ့ဒီ coach ကိုထပ်ပြီးထပ်ကြိုးစား လမ်းကြောင်းတွေရှိတယ် ဒီ ပေါ့ မှာ နော် ဘယ်သူမဆိုဒီမှာလောက်ခွင့်ဒီမှာ equal opportunity ပေးထားရဆိုတဲ့လေးကိုဒီမှာပြောပြခြင်းတယ်ဒီမှာအာသူအောက် coach ဖြစ်တော့မဟုတ်ဘူးလူတိုင်းလာဒါဖြစ်ပါခွင့်ရှိတယ်လူတိုင်းဖြစ်ပါခွင့်ရှိတယ်ဆိုတော့အဲ့အကြောင်းအတူတူစူးစမ်းပြီးတော့ဒီမှာအတူတူကဖြစ်ကြပါမယ်လို့ပြောပြခြင်းပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့စိတ်ဝင်စားရဲဆိုရင် www.stacywayandryan.com မှာနာမည် email ထည့်ပြီးတော့မှအခမဲ့ဗီဒီယိုကိုဝင်ရောက်လေ့လာကြည့်ပါမြန်မာလိုဘာသာပြန်လာတဲ့ဗီဒီယိုဖိုင်လို့အပ်တယ်ဆိုရင်လည်း Stacy ကို message ကနေပြီးတော့လာရောက်ဆက်သွယ်ပါအားလုံး see you tomorrow ပါ We can do it you can do it all right see you next video bye